တမ်မတော်နဲ့ကြက်ခံရီကိုထောက်ခံကြောင်းယနေ့ဆန္ဒထုတ်ဖော်နေတဲ့9000စားတွေဟာလမ်းဘေးမှာဈေးရောက်နေတဲ့ပြည်သူတို့ရဲ့မုတ်တွေကိုအတင်းအဓမ္မခိုးထားတဲ့အတွက်ဈေးတက်တွေကအရေးပြုတ်သွားပြီးတော့ရင်းစရာအရင်တွေမရှိတော့တဲ့အကြောင်းကိုယခုလိုပဲပြောပြလာတာပဲဖြစ်ပါတယ်။သူမတို့ပြောပြလာတဲ့အကြောင်းအရာအပြည့်စုံကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အနောက်မှာအပြည့်စုံဖော်ပြပေးထားပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်။飞他了，崩了嘛！哎，这地的多，哎，那么崩哪的？飞他了，什么都摔了，摔么高？俺老多多了。阿妈都要那哈的，公哪一个？不住的有多少嘞？哎，这个呀，这老包啊。这老。摔了，真的是这样。这套可以啊，这套可以啊。这么多套可以啊？过来你嘛？阿妈都别拿嘛他了，我就来拿。阿妈都好不太嘛他啦，说阿妈谁要嘛地啦，这都啊。地啦，谁要啦？哎，那么住在谁要呢？怎么了？谁要呢？够有多，一单的一边啦。一单的抽烟的，哎的，伢的。够发多少啦？人家来打不？不啥么白白不多啥有啊嘞？哎，没打，我说啥回来的，没打的呀，就挂了，有啊，哦了，我们家。阿妈说的要那把么哦啦？哎，那嘛，怎么来去的？怎么几百打了？啊，别有嘛。哎，那个怎么去了？怎么不去了？不去了。怎么不去了？怎么都要呢？没要。要那真有多的？ဒါတော့မလုပ်သိဘူးလေနော်ဒါတော့မလုပ်သိဘူးလားဈေးတယ်တွေအမေတို့အဲ့ဒါယူသွားတဲ့လူတွေကဘယ်လိုလဲလို့အဲ့ဒါကတော့လည်းအများကြီးဆိုတော့လေအများကြီးဆိုတော့မသိတော့ဘူးလေဟိုစချင်းယူတော့ကဘယ်လိုယူသွားတာလဲအဲ့ဒီအကောင်ပဲအဲ့ဒီတွေကအလံကင်ထားတဲ့အကောင်အလံကင်ထားတဲ့ဟာတွေဘာလန်ကြိုက်တော့လဲအဲ့ကျက်ကြိုင်လေဟိုသူတို့ကစယူသွားတာအမတို့ကဘယ်လောက်ဘိုးလောက်ပါသွားလဲဒီတောင်မို့တရားမှမရတော့ဘူးတရားမှမရဘူးတရားမှမရပါဘူးအမတို့ဘယ်လိုဖြစ်စေချင်တာလဲအမတို့စိတ်ထဲမှာဘယ်လိုရှိတယ်လဲဆိုပြည်လူတွေပြောပေးလိုက်ဟုတ်လေတခိုးချင်းတခိုးချန်တယ်လေဒါရောင်းမှသိတယ်လေခိုးတောက်တာလေဒါမရှိစရဲသားတဲ့ရောင်းပါလေဒီလိုတမဲတော့သူလူသွားတာဟုတ်လားခဏတိုက်တလို့မျိုးလောက်နေတာလေ तू ကမဟုတ်ဘူးလေဒီနေ့ဟိုကဖြစ်ရင် तू ကသူတန်တာပဲပြပြပါလေပြပတ်စံပေးပြီးဝယ်ပေါ့ तू ကစောက်စင်မှမရှိတာအမတို့ဒါနဲ့ပတ်သက်ပြီးဘယ်လိုဟိုဖြစ်တယ်လဲဘယ်လိုဖြစ်ချင်တယ်လဲဘာစိတ်ထဲမှာဘာဖြစ်ချင်တယ်လဲဒီကိုပြောတခါလဲဒီမှာမှပြည်လူတွေအများကြီးရှိတယ်အမတို့ကနင့်လာတဲ့လူတွေမကျင်တတ်တာပေါ့ကိုယ့်အရင်တော့မရှိတာမကျင်ဒီလိုကျွန်တော်နေပြန်ယူပြီးတော့ယူရတယ်နေပြန်တော့ယူပြီးရောင်းနေတာမရှိတဲ့လူတွေကတော့နှစ်သိန်းဆို20တို့ယူပါတယ်ကျွန်တော်က30တို့လိုက်တာတိုးနေသူက30တို့သူက20တို့အရင်မြတ်သွားပြီအခုအရင်ကအမတို့အရင်လောက်လဲကျမတို့ရော်ပေးမယ်နော်ယူပါပေးလိုက်ကျမတို့တင်ကအမတို့အရင်4000ကိုပေးမယ်နော်ဒါအမတို့ဘက်ကအရင်အပြုတ်တယ်ဆိုတော့ဟိုမဖြစ်ချင်ဘူးကျမတို့ကအဲ့ဒီ4000ကိုကျမတို့အတင်းဘက်ကအမတို့ကိုပေးလိုက်မယ်နော်ဒါအမတို့ကိုပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒါကျမတို့ကပရိုက်တာဖွဲ့တွေပြည်သူလူထုတွေဒီလောက်ကြီးရတော့ကျမတို့အနင်းနာမခံပေးနိုင်ဘူးအမတို့ဒီအရင်4000ဆိုတဲ့ငွေကလည်းနဲတာမဟုတ်ဘူးလေနော်အဲကြတော့ဒီ4000ကိုကျမတို့ရော်ပေးမယ်နော်အဲ့တော့じゃယူပါ4000ပေးလိုက်သက်သာ4000ပေးလိုက်ကြောက်ဒီထဲမှာရှိရကြောက်ဒီထဲယူလိုက်ကျွေးတယ်မှာနော်ဒီ4000ကိုကျမတို့စိုက်ပေးမယ်နော်အမတို့အရေး4000နင်းပြန်ကောက်ပြီးကျမဲသွားပြီးမအခုဘယ်သူယူတယ်လဲဆိုတာကတော့ကျမတို့ကတော့ဘယ်သူယူမယူတော့ကျမတို့မပြောဘူးနော်အမတို့ဘာနေတော့အမတို့တိလိုက်မယ်ကျမတို့ကတော့ပရိုက်တာဖြစ်တဲ့အတွက်အမတို့ကိုကျမတို့ကဒီ4000လူပေးလိုက်မယ်နော်အမတို့ရှုံးသွားတဲ့4000ကိုကျမတို့ပြန်လူပေးမယ်နော်ကျမတို့ကအမတို့ကိုမနှင်းနာစေခြင်းလို့နော်ဒါဘယ်သူယူဒီမှာလူတွေကအရမ်းများတယ်အရမ်းများတာဖြစ်တဲ့အတွက်အမတို့ကတေချာမြင်ရဲ့လားအမေကပဲတေချာမြင်ရဲ့လားမြင်တာတော့လူကလေးရွယ်ငယ်လေးတွေလည်းပါတယ်တက်ကြီးတွေလည်းပါတယ်အဲ့လိုပေါ့နိုင်တော့အတင်းနိုင်တာဘာသာလည်းကကြတော့ကျမတို့လမ်းတာကမလုံးပါနဲ့သူကမရှိဒီတော့လာနေတော့ကျမနဲ့အကျွေးကိုကြားပဲကြည့်အဲ့တော့ပိုက်တာတော့မလုံးပါနဲ့ကျမတို့ဈေးရောက်တာတော့မရဘူးဟောတကယ်ဒီကတော့ဘုံနိုင်ဒီကနိုင်အမေတမီးမေးပြောမယ်ဒီလိုလာပြီးတော့မှဆန္ဒဖော်ထုတ်တဲ့လူတွေရောမဖြစ်နိုင်ဘူးလားအဲ့ဒီမဟုတ်ဘူးအဲ့ဒီကအုပ်စုလိုက်အဲ့ဟိုဟာဒီနေ့မှဖြစ်တာခါတိုင်းเนี่ยအဲ့မှာခြာတာအတော်တစ်ချောင်းတော့မပြောက်ဘူးမအမေတို့တမီးညီမအမေကအဆဆုံးတွေ့တယ်ဟိုအမေတို့တမီးပြောချင်တာအခုဒီမှာဆန္ဒဖော်ထုတ်တဲ့လူတွေကလည်းအများကြီးလေ
အဲ့ဒီလူတွေတရားမှမပါ အမေတေချာတွေ့တယ် အဖေမတက်ရနေတာပဲဒီလိုဖုန်းတော့မဟုတ်ဘူးဟုတ်ပါလားဟောနာမမလဲထားရတဲ့နေရာမှာ ဟောဟိုလဲထားတဲ့နေရာ အဲ့ရနေဘယ်လိုလိုလာတာအဲ့လိုဘယ်လိုလာတာဒါလည်းကမှမင်းအဲ့နာမှာအဲ့ဖုန်းလာတာသူကမရှိတော့သူထိုက်ထားတယ်မတော့ပါနဲ့ယူပါနဲ့ဒါကလို့ရောင်းလာတာလို့ပြောတော့မရဘူး ကားပေါ်ဆင်းပြီးယူကြလား အားဘောမဟုတ်ဘူး လမ်းလျှောက်တဲ့ဟာလူကန်းကြီးဩဟုတ်ပြီ အားဘောကအဲ့စစ်တော့ပါရဲ့ဆန်လို့ ကြောက်ဖို့လေပေါ့ကြောက်ဖို့ကျန်ပါကျန်ပါ ဟုတ်ပြီအမေဒါသမီးတို့ကဟိုအခုလာတွေ့တယ်အမေတို့ဒီအရင်ရှုံးတယ်ဆိုလို့သမီးတို့ဘက်ကကူညီတာနော်အမေတို့ဒါ၄တောင်းအရှုံးမခံဘူးဒါလည်းဆိုအမေတို့ကအခုပြောတယ်နေပြန်တိုးတွေယူပြီးတော့မှဈေးရောင်းတယ်အဲ့ဒါကြောင့်သမီးတို့ကအမေတို့နစ်နာမှာဆိုလို့ပတ်စံ၄တောင်းကိုသမီးတို့ကအရင်ကိုသမီးတို့အတင်းကပြန်လူပေးလိုက်ပါတယ်နော်အမေနော်နောက်ဆိုနည်းနည်း queue site ပေါ့နော်အမေပါပဲဖြစ်ဖြစ်အမေတို့လည်းရှာစားနေရပါတော့သမီးတို့အဖွဲ့ကတော့ဘယ်အတူ ဟုတ်ကဲ့ သူများတဲ့ဆိုဆန်အိတ်လိုက်ပါလိုက်သွားနိုင်တော့ဘူးကိုတွေမှာသူဓာလေးတွေလာရောက်ညနေ မေတို့ကဘယ်မှာနေရလဲ ဒီနေ့ကတော့ဝင် ဟုတ်လားအဲ့ဒါဆိုနောက်ရက်ကျရင်မေတို့ဆန်လေးပါလေးတွေသမီးတို့လာလူပေးမယ်နော်ပြောပါ ကျွန်တော်တို့ကမြောက်ဝစီတန်းချင်း ဒီနာမြောက်ဝတီစီတိုင်းနားမှာ အမေတို့ကဈေးရောက်တာဈေးဆိုင်နှစ်ဆိုင်ဒီမှာမနေ့ကညရင်ဒီမှာလာယူလိုက်နော်ဆန်လေးစီလေးတွေလာပေးမယ်နော်ဟုတ်ပြီနော်ဒီမှာပဲလာခဲ့ကားရှိတဲ့နေရာကျရင်လာယူလိုက်နော်ငပိလေးရလာပေးမယ်နော်မေတို့မိသားစုပဲ2ယောက်ရှိရလဲဟာ6ယောက်ဆိုရင်တော့6ယောက်ဆိုတော့စီနဘူးနဲ့ဆန်ကိုဟိုလောက်ပေးလိုက်ပေးမယ်နော်ဟောတော့အုတ်ထုတ်ရောင်းတာပေးမယ်နော်ဒီနားကိုတည်ခဲ့မယ်ဒီနားလေးကဒီဈေးရောင်းတဲ့ဟာလေးတွေစားဖို့တောက်ဖို့ခက်ခဲတာလေးတွေလူပေးမယ်နော်မနေ့ပြန်ကြရင်နော်တည်ခဲ့ပေးမယ်နော်ဘိုင်းလဲဆိုကျမတို့ကဒီခုလိုပဲစားဖို့တောက်ဖို့နည်းနည်းခက်ခဲရင်တော့အရင်တော့ရင်လူနေရလေ ဒါလေးတမင်းတော့ငါတယ်ကျွန်တော်တို့က မနိုင်လို့တော့မတောင်းတောင်းမှန်တယ်ဒီနေ့မနေ့ကလာရောက်တယ် ရှေးကားတွေတော့ထွက်လာပြီနော်ရှေးကားတွေထွက်လာပြီ တော့ဘယ်လိုမှတောင်းမှန်တယ်ဒီလို ကြောင်းလေးပါတယ် ရှေးကားတွေထွက်လာပြီ ကြောင်း ဒီတဲ့ကဟုတ်ပြီအဲ့ဆိုမနေ့ပြန်ကြရင်လာယူလိုက်နော်မနေ့ပြန်ကြရင်ကျမတို့စံနေပေးမယ်နော်မေတို့နော်ဒီမှာပဲကျမတို့ကားတွေ့ရင်လာယူနော်ဟုတ်ပါပြီရှင်းခဲ့အဲ့ဒါအကူဒါအမေပဲအခုဒါဘာပြောချင်တယ်လဲမေတို့ကြည့်နေတဲ့ပြည်သူတွေကို ဒီလိုမေတို့ကဒုက္ခရောက်လို့ဒီလိုမျိုးလမ်းမေးမှာဈေးအောင်စားခြင်းပြပါတယ် ဟုတ်ကဲ့ပါမေ ကဲငက်ပြက်နေလို့ပါ ဟုတ်ကဲ့ပါ ဟိုမငတ်ပဲနဲ့တင်ညာပြောတဲ့စကားတစ်ခုမှမရှိဘူး ဟုတ်ကဲ့ပါမေဟုတ်ကဲ့ပါ သမီးတို့ဒီလေတွင်းပတ်သက်ပါနဲ့မပေးနိုင်လို့ကိုမွေးကိုမေကိုမွေးကိုသမီးတို့ရေလေးတွေကအိမ်နဲ့ဆဲတယ်ဗာနဲ့ဆဲတယ်လက်ညှိုးတို့ရေဘူးနဲ့တော့ဘူးကအဲ့တော့ဘွာမျိုးနဲ့ဈေးအောင်စားနေရတာပါသမီးငယ်ရဲ့မှန်တာသူပြောပြနော်မလိမ္မညအောင် ဟုတ်ကဲ့ပါမေအခုအမေတို့ရှုံးတဲ့အရင်ကိုသမီးတို့အတင်းကစိုက်ပြီးတော့မှပေးလိုက်ပါပြီနော်အဲ့ဒါမနေ့ပြန်ကြရင်လည်းအမေတို့ဆန်လေးတွေပါလေးတွေလည်းသမီးတို့ပေးပါမယ်နော် ပါတယ်ကျွေးစီ နော်အမေဓာတ်ပုံလေးတော့ရိုက်အောင်မယ်နော်ရမလားမေ ဓာတ်ပုံရိုက်ပါတယ် ဟုတ်ပါပြီမေနော်ဒီပတ်စံ၄တောင်းနောက်ရက်အမေတို့အရင်ပြန်ရတာပေါ့နော် သိပြီကတော့မပြောက်ဖြစ်နေမသိဘူးလား ကြားတယ်ညီမတို့ဘလူတွေပါဖြစ်တယ်အမတို့ဒီမှာစေးကုပေးလို့ရတယ်နော် ကျဲအမအဲ့ကွာတာထဲမှာကလေးတော်တော်များများထိကြတယ်ကလေးသေးသေးလေးတွေရောဘာတွေရောအကုန် အမဒီဘက်ကိုခေါ်ထုတ်ခဲ့တာကျမတို့လာခေါ်ပေးရမလားတွေ့တဲ့တန်ရိုးရှိလား တိတ်ပြီးမှဟိုလေးကွာနဲ့ပြစ် ဒီ တာ တော့ဟုတ်ဝေး ထွက်လို့မရဘူးလား သူလည်းထွက်လာရောဒီကနေ့အမားတို့ဒီလိုလေးအောင်ဆောင်ဝေးတဲ့မှာပိတ်ထားတာကားတွေပတ်ပတ်လေအဲ့မှာ ဒါမှစေးရုံကားသွားရင်ရတယ် ရိုးတဲ့အပအတွက် VIP ပဲ VIP မှာစိတ် လူနာရှိရင်ကျမတို့ခေါ်ပေးမယ်လေလူနာရှိရင်ကျမတို့ခေါ်ပေးရမလားတွေ့တဲ့တန်ရိုးတွေရှိလား ပရိဟိတရတယ် မရှိဘူးနော် စစ်စစ်လေးနဲ့ပေးပြပါလား လာမှာတိတ်ပြီးတယ်ရပ်ပတ်ထားမှာလားခေါ် အမ ခေါ်မဲလေဘယ်နေရာလဲ အမတိမ်ပြူကဘယ်လိုဖြစ်တာလဲကျမတို့ပြောပြပါလား အဲ့မှာဖြစ်တာတော့ဘယ်ကနေဘယ်လိုဖြစ်လဲထိကြတာတော့အားကြီးပဲအဲ့မှာကလေးတွေလည်းထိကြတယ်ကြီးတွေလည်းထိကြတယ်အဲ့မှာ9ယောက်မိတာတော့ပြန်လွတ်ပေးလိုက်တယ်တော့ခုကတော့မတော်တော့ဘူး ဟောဘယ်သူတွေဖြစ်တယ်ကြားလဲညီမ ပြတော့9ယောက်မိတယ်ဘုံလုံးဘက်ကနေပေါက်တယ်အဲ့မိတဲ့9ယောက်ကိုသူတို့ရဲတွေကပြန်ပေါ်ထုတ်ပါတယ်ပြန်လွတ်ပေးလိုက်တယ်ရဲတွေတော့ခုနကတက်တယ်အတော့တော့အမြင့်တော့ပေါ်တာတော့ အမရေတကယ်လို့လေလူနာတွေဒဏ်ရာတွေရရင်ကျမတို့ကားဒီမှာအစင်းလေးရှိရနော်ကျမတို့ဖုန်းနံပါတ်လေးယူသွားလိုက်ပါအမကျမတို့ဖုန်းနံပါတ်လေးယူသွားလိုက်နော်ဖုန်းနံပါတ်လေးယူသွားလိုက်နော်ဖုန်းနံပါတ်ပေးလိုက်လိပ်စာကလေးပေးမယ်နော်အမနော် ဘောင်းကွဲသွားတာတွေ အဲ့လိုမျိုးတွေဖြစ်တယ်ဆိုရင်လေကျမတို့လမ်းပြောပါနော် မြက်တော့ပေါ်တာလေး သူကဓာတ်တွေပါတယ် ရှိတာလည်းလည်းပါတယ် ဒီကွာဓာတ်ကိုဒီရှိဆုံး အမတို့ခရီးတော့စိုက်ကြလေနော်
ကိုဘက်ကတော့ရုံရင်းဆန်ကတ်မဖြစ်အောင်ဘာမှမလုပ်ပါနဲ့နော် တို့ကရုံးရင်းဆောင်ပြအောင်လုပ်တာလေ အမားတို့ဘက်ကမလုပ်ပါနဲ့နော် ဘာလို့ဒါကျွန်တော်တို့တင် ကျွန်တော်တို့အတင်းကနော်ဖုန်းလေးဆက်လိုက်ပါနော်အမားတို့နော် ကိုကြီးတမျိုးလည်းကက်လေး တွေ့တဲ့အတိုင်းတွားယူလိုက်နော်အမားတစ်ခုဖြစ်ဖြစ်ဖုန်းဆက်ပါနော် တမီးအမားတို့လည်းမဈေးရောက်တာလေ ရတယ်အမားကျမတို့နောက်ရက်ကျရင်တည်လာမယ်အမားတို့ဈေးတွေလာယူပေးပါနော် ကျေးဇူး နော်ဆန်လေးစီလေးတွေကျမတို့ပေးမယ်နော် တို့လည်းတစ်ခါလောက်ပေးပါလား နော်ဆန်လေးစီလေးတွေပေးပါမယ်နောက်ရက်ကျရင်ဒီနားလေးမှာလာယူပါနော်ဈေးတွေဆိုနော်အနည်းဆုံးကျမတို့ဆန်နှစ်ပီနဲ့စီတပူတော့ရမယ်နော်ဈေးတွေဘယ်လိုပဲစားရနော်ဟုတ်ကဲ့ပါဟုတ်လာပေးမယ်နော်အမားတို့မနေ့ပြန်ကျရင်ကျမတို့ကားတွေ့ရင်လာယူလိုက်နော် ဟုတ်ကဲ့ ကျမတို့ကားတွေ့ရင်ဒါမနေ့ပြန်ကျရင်ဆန်နေတင်ခဲ့မယ်ဒီနေ့ကျမတို့ကပထမတက်ကြီးရဲ့အိုတွေအတွက်ပြင်ဆင်ထားတာလေအမားတို့ဒီနားဈေးတွေလေးတွေကျမတို့ပေးမယ်နော်ဟုတ်ပါပြီကဲခုကျမတို့ကတကယ်တမ်းတော့ဆန်နေစီတွေထုတ်နေတာပေါ့ဆန်နေစီတွေထုတ်နေတဲ့အချိန်မှာဒီဘက်မှာတော်ရုပ်ဆိုကျမတို့ကလည်းစိတ်ပူပြီးတော့ထွက်လာတကယ်တမ်းခါတိုင်းဒီနားမှာရေးပေါ်ကားတွေအများကြီးရှိတယ်အဲ့တော့ကျမတို့ကမလိုအပ်တော့ဘူးဆိုပြီးတော့အေးညီမလေးရတယ်ကျမတို့ကမလိုအပ်တော့ဘူးဆိုပြီးတော့ကျမတို့ကဆန်နေစီတွေထုတ်မယ်ဆိုတော့အခုဒီဘက်မှာစူနေတယ်ကြားလို့ကျမတို့ဖွဲ့ဒီဘက်ကိုရောက်လာတာပါရောက်လာတဲ့အချိန်မှာဒါတွေကြားရတာစိတ်တောင်မကောင်းဘူးအဓိကကျမတို့ကတော့သူတို့အရင်ပြုတ်သွားတယ်ဆိုတော့စိတ်မကောင်းတာပေါ့နော်အရင်လေးတွေကိုကျမတို့တင်ကပြန်စိုက်ပြီးရော်ပေးလိုက်ပါတယ်၄တောင်းလို့ပြောပါတယ်သူတို့ကဟိုနားလေးမှာသူတို့ကဟိုနားလေးမှာချထားတာကိုပါသွားတယ်လို့ပြောတယ်ဒါစုလေးခုလက်ရှိအခြေအနေပါဒါစုလေးခုလက်ရှိအခြေအနေပါစုလေးအခုလက်ရှိအခြေအနေပါ